The Math Football Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ည Super Sunday မှာကံမဲ့ Premier League ပွဲစဉ်စပိန်လာလီဂါပွဲစဉ်ပြင်သစ်လီဂ်ပွဲစဉ်ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်အီတလီစီးရီးပွဲစဉ်စတဲ့ပွဲစဉ်လေးတွေကမှကျွန်တော်အကြိုက်ဆုံးပွဲစဉ်လေးတွေကိုပွဲကြိုသုံးသက်ချက်လေးတွေပြုလုပ်ပေးသွားမယ်ခံမှန်းရတဲ့လေးခံမှန်းပေးသွားမယ်ဒါကြောင့်မို့တွားလိုက်အောင်အားလုံးပဲ Let's go ကျွန်တော်ပထမဆုံးတင်ဆက်ပေးမယ့်ပွဲစဉ်လေးရတော့ယနေ့ည7:00 နာရီခွဲမှာရှင်ပြိုင်ကစားမယ်Brighton နဲ့ Crystal Palace တို့ရဲ့ Premier League ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲစဉ်လေးကိုတချို့က M23 ထားပြီးလို့လည်းခေါ်ကြပါတယ်နှစ်သင်းလုံးကအမှတ်လူနေရာကြောင်းဒီပွဲလေးကကျွန်တော်ကြည်ကောင်းပြီးတော့ကျိတ်နေရှိဦးမယ်ပွဲစဉ်လေးတစ်ပွဲဖြစ်လာမှာအသေးကြပါပဲ Brighton ရဲ့လက်ရှိခြေစွမ်းကျွန်တော် Brighton ကအင်္ဂွင်းမှာဆိုရင်တော့ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူတက်ပြီးတော့တိုက်စစ်စင်ကစားတတ်တဲ့အဆင့်လာရှိရဲသူတို့ကကွင်းလဲဖန်တီးမှုပိုင်းမှာအားကောင်းပေမဲ့တစ်ခါတရံမှာတံပြန်တိုက်စစ်ကိုကာကွယ်တာဟာဝယ်လေးရှိတတ်တယ်ကစားသမားတွေရဲ့တူးချင်းအရေးသွင်းတဲ့တောင်ပန်နှစ်ဖက်မှာမြန်တုံးမြင့်ကစားသမားတွေရှိရတယ်သူတို့အတွက်အားသာချက်ပါပဲအင်္ဂွင်းပရိသတ်ရဲ့အားပေးမှုကလည်းသူတို့အတွက်တွန်းအားဖြစ်စေပါတယ်ပဲလေးရဲ့တောင်တင်းတဲ့ခံစစ်ကိုတော့စိတ်ရှိလက်ရှိဖောက်ထွက်နိုင်မှုလိုအပ်တယ်လို့ပွဲချိန်တစ်ချောင်းလုံးအာယုံစူးစိုက်မှုမရောဘူးတော့ကျွန်တော်ဒီပွဲမှာလိုအပ်တယ်ခင်ဗျ Crystal Palace ရဲ့လက်ရှိခြေသွမ်းကတော့ Crystal Palace ကပုံမှန်ကျစ်လက်တဲ့ခံစစ်စနစ်ကိုတည်ဆောက်ထားတယ်သူတို့ကအသင်းကြီးတွေကိုဒုက္ခပေးရမှာနာမည်ကြီးပြီးအဝေးကွင်းခံစစ်ပိတ်ကစားတာတံပြန်တိုက်စစ်ကိုအားကိုးပြီးကစားတတ်တာသူတို့အတွက်အားသာချက်ပါပဲတူးချင်းထူးချွန်တဲ့ကစားသမားတွေရှိတယ်အခွင့်အရေးရရင်ရတယ်လို့ကိုသွင်းနိုင်တဲ့ကစားသမားတွေရှိတယ်တေကန်ဘောတွေမှာအားသာတယ်တတိထားမဲ့အချက်ကတော့ Brighton ရဲ့အဆက်မပြတ်တိုက်စစ်ဆင်မှုကိုတပွဲလုံးတောင်းခံနိုင်မှုတော့ခံစစ်ပိုင်းကတော်တော်လေးကိုလှုပ်ရပါလိမ့်မယ်ဒီပွဲမှာဆိုရင် Brighton အင်္ဂွင်းမှာပုံပုံဖိအားပေးနိုင်မှာဖြစ်ပေမဲ့ပဲလေးရဲ့ကြစ်လက်တဲ့ခံစစ်ကြောင့်ဂူရဖို့ရုန်းကန်ရနိုင်ပါတယ်ဒါပေမဲ့လက်ရှိခြေသွမ်းရတော့ Brighton အင်္ဂွင်းမှာကတ်နိုင်သွားဖို့ဒါခိုင်နှုန်းပုံများပါတယ်ကျွန်တော်ကဒီပွဲကို Brighton ကျင်းကြောင်းနဲ့ရလက်နဲ့ Crystal Palace ကိုနိုင်သွားမယ်လို့ကျွန်တော်ကခံမှန်းနေခင်ဗျကျွန်တော် channel ကိုလာရောက်ကြည့်ရှုတဲ့တယောက်ချင်းစီတိုင်းရလဲဒီပွဲရဲ့ရလက်ကို comment မှာခံမှန်းသွားလို့ရပါတယ်ခင်ဗျနောက်ထပ်တင်ဆက်ပေးမယ့်ပွဲစဉ်လေးကတော့ဒီနေ့ည Super Sunday မှာအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ Liverpool နဲ့ Man City တို့ရဲ့ Premier League ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲက Man City တို့ Champions ဆုအတွက်အဆုံးဖြတ်ပွဲနိုင်မဲ့ပွဲစဉ်တစ်ပွဲလို့လည်းဆိုလို့ရသလို Liverpool တို့လည်းဥရောပဝင်ခွင့်အတွက်အရေးကြီးဆုံးပွဲတစ်ပွဲလို့လည်းဆိုလို့ရပါလိမ့်မယ် Liverpool ရဲ့လက်ရှိခြေသွမ်းကတော့ Liverpool ကအင်္ဂွင်း Anfield မှာဆိုရင်ဘယ်ပြိုင်ပွဲကိုမဆိုအနိုင်တိုင်းနဲ့ Anfield ဖတ်တာရှိတယ်သူတို့ရဲ့တိုက်စစ်ကစားပုံကအရန်အောင်မြန်ဆန်ပြီးတော့ပြင်းထန်တဲ့ Present နဲ့အတူပြိုင်ပွဲကိုအသက်ရှူကြအောင်လုပ်တတ်တယ် Liverpool ကအင်္ဂွင်းမှာကြောတဲ့အသင်းတစ်သင်းဖြစ်တဲ့ Mohamed Salah နဲ့ Gakpo တို့လိုရုံးကောင်းတဲ့ကစားသမားတွေရှိတယ်အဆုံးသက်ကောင်းတဲ့တိုက်စစ်မှုအာကီတီကီဝင်းလေကိုထိန်းချုပ်နိုင်မှရှိတယ်မက်အလစ်စတာစီမွန်စလိုင်းတို့လိုကစားသမားတွေရှိတယ်ဒီပွဲမှာမန်စီးတီးရဲ့တိကျတဲ့ဘောလုံးပွဲပုံတွေကြားမှာခံစစ်ပိုင်းနေရာလုံးမဖြစ်ပေါ်ဘူးနဲ့ကောင်တာတိုက်စစ်ကိုတော့တတိထားရလိမ့်မယ်ပက်ကွာရီယိုလာရဲ့မန်စီးတီးအသင်းရဲ့လက်ရှိခြေစွမ်းကတော့မန်စီးတီးအသင်းဟာစိတ်ရှည်လက်ရှိနဲ့ပြိုင်ဘက်ကိုထိန်းချုပ်ပြီးတော့ကစားတတ်တဲ့ပြိုင်ဘက်အသင်းရဲ့အားနည်းချက်ကိုရှာဖွေတတ်တဲ့ရိုဒီအယ်လင်ဟာလန်ဆော်မီညိုတို့လိုပြိုင်ဘက်ကိုဒုက္ခပေးနိုင်တဲ့ကစားသမားတွေရှိတယ်ဒါပေမဲ့ဒီပွဲမှာတော့ဒူကူကတန်ရာကြောင်းမပါဝင်နိုင်ဘူးဒီပွဲမှာ Man City ကအဝေးကွင်းသွားကြမှာဖြစ်တာကြောင့် Anfield ကွင်းရဲ့ဖီအားကိုတော့ရင်ဆိုင်နိုင်ရမယ်။ Liverpool ရဲ့လျှက်တစ်ပြက်တံပြန်တိုက်စစ်တွေကိုတော့ကျွန်တော်ထိန်းချုပ်နိုင်မှာဒီပွဲမှာအမှတ်မြော့မှာဖြစ်ပါတယ်။ပထမကျော် Man City အင်္ဂွင်း Etihad မှာ Liverpool က 3-0 နဲ့အရေးနေထားတယ်။ကျွန်တော်ဒီတစ်ပတ် Anfield မှာတော့ Liverpool က Man City ကိုဂလဲစားချေမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ့်ပွဲကောင်းတစ်ပွဲလေးပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကဒီအပတ် Premier League ရဲ့အကျိတ်နဲ့အရှိဆုံးပွဲစဉ်ဖြစ်တာကြောင့် Liverpool Man City fan တွေမကပဲတခြား fan တွေကပါစောင့်ကြည့်မဲ့ပွဲမျိုးဖြစ်ပါတယ်။အမှားယွင်းအနည်းဆုံးလုပ်နိုင်တဲ့အသင်းကအနိုင်ရပါလိမ့်မယ်။ Liverpool ကစိတ်သက်ပိုင်းနဲ့တိုက်စစ်ကိုအသုံးချလာမှာဖြစ်ပြီးတော့ Man City ကတော့နီးပြာပိုင်းနဲ့တည်ငြိမ်မှုကိုအသုံးချပါလိမ့်မယ်။ Liverpool ရဲ့အင်္ဂွင်းမှာချုံးမှုတော့ Man City တို့ဘယ်လိုရှင်ပြိုင်သွားမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဘိုးတွေပြန်လည်မြည်တွေးရမယ့်ပွဲမျိုးဖြစ်ပြီးတော့ Liverpool ကအင်္ဂွင်းမှာရှုံးနေမှာမဟုတ်သလို Man City ကလည်းအမှတ်မြော့အောင်ထိန်းကစားမှာပါ။ဒါကြောင့်တေရလက်ထွက်ဖို့များပါတယ်။ဒါပေမဲ့ကျွန်တော်ကအနိုင်ရွေးချယ်ပါဆိုရင်တော့အင်္ဂွင်းမှာကျအားသာချက်ရှိတဲ့ Liverpool ကိုပဲရွေးချယ်ပါတယ်။နောက်တစ်ပွဲစဉ်တစ်ပွဲလေးကတော့စပိန်လာလီဂါရဲ့အကျိတ်နဲ့ရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Valencia နဲ့ Real Madrid တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်။မာဆယ်လာကွင်းမှာကစားမှာဖြစ်လို့ရဲ့အတွက်တော့အများအားခက်ခဲတဲ့ခီးစဉ်တစ်ခုဖြစ်တဲ့ Valencia အင်္ဂွင်းမှာဘလို့ရလက်ထွက်ပေါ်လာအောင်လဲဆိုတာတော့စောင့်ကြည့်ရပွဲစဉ်လေးဖြစ်ပါတယ်ဒီပွဲကလာလီဂါချန်ပီယံဆုအတွက်အမှတ်မချမ်းပဲပြေးနေတဲ့ရီယယ်မက်ဒရစ်နဲ့အင်္ဂွင်းမှာကျော်မှုကိုအသုံးချပြီးနောက်တစ်ဆင့်ကိုတလန်းနိုင်မဲ့ Valencia တို့ရဲ့အထိတ်တန့်တွေ့ဆုံမှုပါ Valencia ရဲ့လက်ရှိခြေစွမ်းတော့ Valencia နောက်ဆုံး5ပွဲမှာ3ပွဲနိုင်ထားတဲ့2ပွဲရှုံးထားတယ်သူတို့ရဲ့လူငယ်ပြုခြေပြုအသင်းဟာဒါတက်ကြွပြီးတော့အသင်းကြီးတွေဒုက္ခပေးရမှာနာမည်ကြီးပါတယ်အင်ရှင်ပီပီပရိသတ်ဖီအားနဲ့ခန်းစစ်ကနေတိုက်စစ်ကိုကူးပြောင်းနိုင်တဲ့ Valencia အသင်းဟာအားသာခြင်းရှိတယ်အထူးသဖြင့် Valencia အသင်းရဲ့ Hugo Duro ရဲ့အဆုံးသက်ပိုင်းကလည်းရေးနောက်တန်းတော့ဒါသတိထားရမယ့်ချက်ပေါ့ဒါပေမဲ့လည်းရေးလို့အသင်းနဲ့တွေ့မယ်ဆိုတော့ရေးအသင်းရဲ့ကဘာဆင်းပြီးတိုက်စစ်ကစားသမားတွေကိုတပွဲလုံး outside ထိန်းချုပ်ပြီးတော့ခန်းစစ်ပိုင်းကကြစ်လက်နေဖို့တော့လိုအပ်ပါတယ်နီးပြအဆန်လော်တီရဲ့ရဲမက်ဒရစ်အသင်းကတော့အခုချိန်မှာအကောင်းဆုံးပုံစံရှိနေပြီးတော့ချန်ပီယံလမ်းကြောင်းပေါ်မှာလည်းတည်ရှိနေသေးပါပဲသူတို့ကဘလို့ခက်ခဲတဲ့အခြေအနေမျိုးမှာမဆိုအနိုင်ရလက်ကိုဖော်ဆောင်နေတဲ့ winning mentality ရှိတယ်။ Vinicius Junior ဘယ်လန်တို့လိုပွဲကိုပြောင်းလဲနိုင်သွားတဲ့ကွင်းလယ်ပိုင်းတည်ငြိမ်မှုအထူးသဖြင့်
finish အတွက်တော့ဒီကွင်းရစစ်တပ်ပိုင်းဆိုင်ရာစင်ကုန်မှုတွေရှိနေတတ်တာကြောင့်ပုံမကျိုးသွားလာနိုင်ပါတယ်တတိထားမဲ့ချေကတော့ Valencia ပြိသက်ဖျားအောင်မှာစိတ်မလို့ရှားပဲနဲ့ပုံမှန်ခြေစွမ်းရဖို့နဲ့အင်ရှင်တက်မြတ်တိုက်စစ်ကို view site ဖို့လိုအပ်ပါတယ်ဒီပွဲရဆိုရင်တော့ကျွန်တော်ရေးမှတ်တွေပွဲစားတွေကကစားပြင်းပြင်းထန်ထန်နဲ့ဖျားပေးဖို့ကြိုးသွားမှာပါ Valencia လည်းအိမ်ဝင်းမှာရေးကိုအမှတ်ရော့အောင်အစွမ်းကုန်ကြိုးစားပါလိမ့်မယ်ရေးကတော့ပွဲကိုထိန်းချုပ်ပြီးတော့အတွေ့အကြုံနဲ့အနိုင်ယူဖို့ပြင်ဆင်လာပါလိမ့်မယ်ဒီပွဲကနီးပြပိုင်းထက်စိတ်သက်ပိုင်းအားပြိုင်မှုပုံမပြင်းထန်နိုင်ပါတယ် Valencia ရေးကိုတော်တော်လေးဒုက္ခပေးမှာဖြစ်ပေမဲ့ရေးရဲ့လက်ရှိစီးလုံးမှုနဲ့တူးချင်းရေးသွေးအထုံးဖြတ်ပေးသွားမှာပါကျွန်တော်ကတော့ရေးရဲ့ဘက်ကပဲနေပါတယ်ဒီပွဲရဲ့ခံမှန်းရလက်ကိုလည်းဘရိုလိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်နောက်ထပ်တင်ဆက်ပေးမဲ့ပွဲလေးကတော့ဒီနေ့ညမှာရှင်ပြိုင်ကစားမယ် PSG နဲ့မာစီးတို့ရဲ့ပြင်သစ်လီဂ်1ပွဲစဉ်လေးဖြစ်ပါတယ်ဒီပွဲစဉ်ကိုဥရောပမှာဆိုရင် League Classic Derby လို့လည်းခေါ်ကြရခင်ဗျဒီပွဲကနိုင်ငံတွင်းပြိုင်ဆိုင်မှုပြင်းထန်ဆုံးဖြစ်လို့ဇယားထိပ်ပိုင်းအားပြိုင်မှုအတွက်လည်းလွန်ရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲကို PSG ရဲ့အင်ဝင် Pastel Princess မှာကစားမှာဖြစ်ပြီးတော့မာစီးအတွက်တော့သူတို့ရဲ့ခါးသီးရဲ့ပြိုင်ပွဲကိုအင်ဝင်မှာတွားရောက်ရင်ဆိုင်ရမယ့်သင်္ဘောမူကြီးတည့်ရလည်းဖြစ်ပါတယ် PSG ရဲ့လက်ရှိခြေသွမ်းတော့ Luis Enrique ရဲ့ PSG ဟာဒီယာဒီမှာလည်းဒီကူကိုဥဆောင်နေတဲ့ဖြစ်ပြီးတော့အင်ဝင်မှာဆိုရင်လည်းပုံမတောင်းနေပါတယ်သူတို့ရဲ့ကစားဟန်ပေါ်လုံးပိုင်ဆိုင်မှုအများများယူပြီးတော့ပြိုင်ပွဲကိုကွင်းပိတ်ဆို့ကစားတတ်ပါတယ်အားသာချက်ကတော့ Osman Dembele, Bradley Barcola တို့ရဲ့မြန်ဆန်တဲ့တောင်ပန်ထိုးပေါက်မှုတွေကမာစီးခံစစ်အတွက်အဓိကအန္တရာယ်ပါပြီးတော့အသင်းလိုက်စုဖွဲ့မှုကမနစ်ကထပ်ပုံမညီညွတ်လာတာကိုလည်းတွေ့ရပါတယ်ဒီထားမဲ့ချက်ကတော့မာစီးရဲ့ပြင်းထန်တဲ့တံမြတ်တိုက်စစ်ကိုကာဝယ်ရမှာခံစစ်တဲ့နေရာလွတ်မဖြစ်ပေါ်ဘူးတော့လိုအပ်တယ်ရိုဘတ်တိုဒီဇာဗီရဲ့လက်အောက်မှာမာစီးကတိုက်စစ်ကစားရန်ပုံမတွတ်တက်လာတယ်အသင်းကြီးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်တယ်မာစီးအသင်းရဲ့လက်ရှိခြေစွမ်းကမနစ်ကခြေစွမ်းတဲ့ပုံမတွတ်တက်လာတာကိုကျွန်တော်တွေ့မြင်ရမယ်ဒီဟာဒီမှာဆိုရင်လည်းကျွန်တော်တို့မာစီးအသင်းကတိုက်စစ်ကအလုပ်ဖြစ်တာကိုတော်တော်လေးကိုတွေ့မြင်ရမယ်ယာကူက46ခုရှိပြီးတော့ပေးကူက22ခုနဲ့ကျွန်တော်တို့ပေးကူရကူ plus 24ခုနဲ့ကျွန်တော် PSG အသင်းမေးရင်မာစီးအသင်းကဂိုးအများဆုံးပဲဒီထားမဲ့ချက်ကတော့အင်ဝင်းအားကောင်းတဲ့ PSG နဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် PSG အသင်းရဲ့အင်ဝင်း PR အောက်မှာခိုင်ဆက်ပိုင်းအာယုံစူးစိုက်မှုပြောသွားဖို့ကရေးကြည့်ရယ်ကျွန်တော်ဒီပွဲကဒီပြ Enrique နဲ့ဒီဇာဗီတို့ရဲ့ညီရွာပိုင်းအားပြိုင်မှုဖြစ်လို့အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ် PSG ကပွဲကိုဆုံးမဖို့ကြိုးစားမှာဖြစ်ပြီးတော့မာစီးကတော့လျှက်တစ်ပြက်တိုက်စစ်တွေနဲ့တုတ်ပြန်ပါလိမ့်မယ်ဒါဘီပွဲဖြစ်တာကြောင့်ဒါသမားတွေကထိခိုက်မှုတွေနဲ့စိတ်လှုပ်ရှားမှုတွေမြင့်မားနေမှာသိကြပါတယ်မာစီးကဒီယာဒီမှာပုံမတောင်းနှင်းလာပြီ PSG ရဲ့အင်ဝင်းမာကျော်မှုနဲ့တူးချင်းအရေးသွေးကိုတော့ထိန်းချုပ်ဖို့ခက်ပါလိမ့်မယ်ဘိုးပြန်လည်ရှိနိုင်ပေမဲ့အင်ဂျင် PSG ကပဲကတ်နိုင်သွားဖို့လို့ကျွန်တော်ခံမှန်းပါတယ်ကျွန်တော်ကတော့ဒီပွဲကို PSG အနိုင်နဲ့ဂိုးများကိုရွေးချယ်ပါတယ်ရိုရဲ့ဒီပွဲပေါ်ခံမှန်းရလက်လေးတွေကိုလည်းကျွန်တော်ရဲ့ comment box မှာဆွေးနွေးသွားနိုင်ဒါတော့ဒီနေ့ညမှာရှင်ပြိုင်ကစားမယ်ပွဲစဉ်ပွဲကောင်းတွေတဲမှာကျွန်တော်အကြိုက်ဆုံးပွဲလေးတွေကိုရွေးချယ်ပြီးသုံးသပ်ပေးသွားတာပါတို့ဘောလုံးပွဲတွေကို5-3လုံးမိနစ်မောင်းဘော်ဒီကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ The Max Football Channel 399694နဲ့3594 Viber or Telegram ကိုလာရောက်ဆက်သွယ်ပြီးတော့စားလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်သတင်းကောင်းပါအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာကြပါလိမ့်ဗျ